ကချင်လွတ်လပ်ရေးတပ်မတော် KI နဲ့ပူးပေါင်းအဖွဲ့တွေရဲ့စစ်စင်ရေး2လအတွင်း KI နဲ့ပူးပေါင်းအဖွဲ့တွေဟာကချင်ပြည်နယ်တွေကစစ်ရေးအရာအရေးပါတဲ့မြို့၄မြို့အပါအဝင်စခန်းပေါင်း80ဝန်းကျင်ကိုသိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။မတ်လ9ရက်နေ့ကနေထိုးစစ်ဆင်လာတဲ့ KI ပူးပေါင်းတပ်တွေရဲ့စစ်စင်ရေးဟာအရှိန်မြင့်တက်နေစေဖြစ်ပြီးတော့နေဆက်မြို့ဖြစ်တဲ့လွယ်ကျယ်မြို့၊ဆွမ်ဘရာဘွန်၊ဒေါ်ဖုံးရန်စင်ဘိုမြို့တွေအပါအဝင်ရှမ်းပြည်နယ်မြောက်ပိုင်းကမဘိမ်းမြို့လိုမြို့ကြီး၄မြို့ကိုသိမ်းပိုက်ထားတယ်လို့စခန်းပေါင်း80ကျော်ကိုလည်းသိမ်းပိုက်ထားပြီလို့သိရပါတယ်။မနေ့ကဆိုရင် KIO ဌာနချုပ်ရှိရာလိုက်စာအနီးတစ်ဝိုက်မှာနောက်ဆုံးကျန်တဲ့တပ်စခန်းလို့ဆိုနိုင်မယ်။ဂီတောင်စခန်းကြီးကို KIO ကသိမ်းပိုက်ခဲ့ပါတယ်။ဒီစခန်းဟာကချင်ပြည်နယ်အတွင်းတကြောပြန်တိုက်ပွဲတွေစတင်ခဲ့တဲ့နောက်ပိုင်း2016ခုနှစ်မှာစစ်ကောင်စီက၄လအကြာတိုက်ယူခဲ့ရပြီးတော့ KIA တို့လက်လွတ်ခဲ့ရတဲ့စခန်းကြီးဖြစ်ပါတယ်။ဒါပေမဲ့စစ်ကောင်စီဘက်ကလနဲ့ချီတိုက်ယူခဲ့ရတဲ့ဒီစခန်းကိုKIA ပူးပေါင်းတပ်က8နှစ်အကြာမှာတော့2ရက်ထဲနဲ့ပြန်တိုက်ယူလိုက်တယ်လို့ဂီတောင်စခန်းပါဝင်သိမ်းယူလိုက်တဲ့စခန်းပေါင်းက10ခုကျော်တယ်လို့စစ်ရေးသတင်းမြစ်တွေကပြောပါတယ်။ဒါမျိုးတော့ချပဲအဲ့ဒီတပ်စခန်းကြီးတွေကစစ်တပ်ရဲ့အရေးပါဗျူဟာမြောက်စခန်းတွေဖြစ်တယ်။တရုတ်နယ်စပ်နာကပုံနေစစ်တပ်တွေကအရေးကြီးတဲ့ဗျူဟာကုန်းတွေဖြစ်တယ်။ပြီးတော့တပတ်ချောင်းအရှိဘက်ကနားကန်ဒါတွေကအရေးကြီးတဲ့နေရာတွေဖြစ်တယ်။စစ်တပ်ကတော့လေကြောင်းကနေခုခံတယ်တော်တော်ခုခံတာပဲဒါပေမဲ့မခုခံနိုင်တော့လို့မြေပြင်ကစစ်တပ်ကိုထွက်ပြေးသွားကြတယ်ဘယ်ကိုထွက်ပြေးသွားလဲမသိဘူးအခုဒါတွေလည်းလိုက်လံရှင်းလင်းနေဆဲဖြစ်တယ်အခုကရင်တရင်3နေမြေလိုင်းဖောင်းဘုံဘတ်ရှင်းလင်းနေဆဲဖြစ်တယ်ကျွန်တော်တို့ဆက်လက်ပြီးမှတိုက်ခတ်ရှင်းလင်းမဲ့နေရာတွေကိုရှင်းလင်းသွားမယ်တက်ပွဲကတော့ဆက်ဖြစ်နေမှာပဲမေလ9ရက်နေ့ကနေမနေ့က6ရက်နေ့အထိ2ရက်အတွင်းသိမ်းပိုက်ခဲ့တဲ့စခန်းတွေကတော့ဂီတောင်ပါဝင်ကဇူးရွာနဲ့မလိရန်ရွာကြားအရှိဘက်တောင်ကုန်းတစ်လျှောက်မှာရှိတဲ့ငါးကျန်အင်ခရန်ဂဂမ်စမာစတဲ့စခန်းတွေပါဝင်တရုတ်နယ်စပ်မှာရှိတဲ့ပုံးလင်စတဲ့စခန်းတွေပဲဖြစ်ပါတယ်။ဒါပြင်တစ်ဖက်မှာတော့မြကြီးနားမြို့ပူတာအိုလမ်းမပေါ်မှာရှိတဲ့ဆွမ်ဘရာဘုံမြို့ကခလာရ46တပ်ရင်းကိုလည်းမေလ4ရက်နေ့က KI နဲ့ပူးပေါင်းတပ်တွေဘက်ကသိမ်းပိုက်ခဲ့ပြီးတော့မြို့ကိုလည်းထိန်းချုပ်ထားပြီးဖြစ်ပါတယ်။မတ်လ9ရက်နေ့က KIO ဌာနချုပ်တဝိုက်ကနေစတင်ခဲ့တဲ့စကန်သိန်းတိုက်ပွဲတွေအတွင်းကချင်လွတ်လပ်ရေးတပ်မတော် KI နဲ့အတူအာရခတပ်တော် AA နဲ့ KPDF တပ်တွေကပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ KIO ဌာနချုပ်ကနေစတင်ခဲ့တဲ့ KIA နဲ့ပူးပေါင်းအဖွဲ့တွေရဲ့စကန်သိန်းတိုက်ပွဲ2လအတွင်းအောင်မြင်မှုတွေမြင့်မားတာဟာတိုင်းနာအဖွဲ့တွေနဲ့ PDF တပ်ပေါင်းစုတွေရဲ့ပူးပေါင်းမှုတွေကအရေးပါတဲ့အချက်ဖြစ်တယ်လို့ကချင်ဝါရင်နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်ကအခုလိုသုံးသပ်ပါတယ်နလအတော်တွင်စကန်တင်းတက်ပွဲဟာယာနုံပြီမအောင်မြင်မှုမရသည့်တိုင်အောင်85ရာခိုင်နှုန်းတော့အောင်မြင်မှုရတယ်လို့ပဲပြောရမှာပေါ့ပြောချင်တာကတော့စကန်တင်းတက်ပွဲဟာတိုက်တိုင်းနိုင်တဲ့အခြေအနေမျိုးတော့ဖြစ်တယ်ဒါပေမဲ့တချို့ဟာတွေကြတော့လည်းနည်းနည်းအခက်ခဲရှိနေတယ်လို့ပဲမြင်ပါတယ်တချို့ဟာတွေကြတော့ရက်ချီတိုက်ပွဲဝင်နေရတဲ့အပိုင်းတွေဖြစ်တယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်85ရာခိုင်နှုန်းတော့တိုက်တိုင်းအောင်မြင်တယ်လို့ပဲပြောလို့ရပါတယ်ဆိုတော့မြန်ဆန်ပြီးတာကတော့အခုအချိန်မှာစကားစားတွေကလုံးပါနေတဲ့အခြေအနေမျိုးဖြစ်ပါတယ်စိတ်သက်ရေးရရောကြဆင်းနေတယ်သူတို့ကိုယ်တိုင်ကလည်းအလံဖြူထောင်ပြီးမှထွက်ပြီးမှပဲချမ်းသာရနေတဲ့အခြေအနေမျိုးဖြစ်တယ်ပါတယ်အခုကဘသူအတွက်တိုက်နေတယ်လေဆိုတဲ့ဟာမျိုးတွေကစကားစားစစ်သားတွေကတော့သူတို့စဉ်းစားပုံရတယ်ဒါကြောင့်အဓိကကတော့အသက်ရှင်ရေးဖြစ်တယ်တိုက်ပွဲလုပ်ပြီးဆိုတော့တေးကြတာတော့သမတာဖြစ်တယ်ဒါပေမဲ့အခုလိုအခြေအနေမျိုးမှာဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကအပြည့်အဝယုံကြည်မှုအပြည့်အဝရှိနေတယ်စကားစားကနေတော့စိတ်သက်ရေးရရောပြူပါရရောအဆဆရချဆင်းနေတဲ့အခြေအနေမျိုးဖြစ်နေတယ်ထိုနည်းတူစွာတပ်ပေါင်းစုတွေကလည်း KI နဲ့အတူလက်တွဲပြီးမှတိုက်ခိုက်နေတဲ့အခြေအနေမျိုးဖြစ်တယ်ဒါကြောင့်အမြန်ဆန်အလင်းအမြန်ပဲတိုက်လို့အောင်မြင်နေလို့ပဲပြောလို့ရပါတယ်စင်ခန်းကခွေးစခန်းဖြစ်ပါတယ်ဒီကနေ့မေလ9ရက်နေ့မှာတော့ AR မြစ်အရှိတ်ချမ်းကမြို့ကြီးဗမော်အနီးတစ်ဝိုက်မှာရှိတဲ့စင်ခန်းရွာတပ်စခန်းအပါဝင်စခန်းတချို့ကိုသိမ်းပိုက်ထားပြီးတော့ကချင်ပြည်နယ်အနှံ့စစ်ရေးကဆက်လက်ပြင်းထန်နေပါတယ်
အရှိန်ကုန်ဆက်လက်မြင့်မားနေစေဖြစ်တဲ့ကချင်ပြည်နယ်စစ်ရေးအခြေအနေကဘယ်လိုဆက်ဖြစ်လာနိုင်ပါတယ်လဲနောက်ထပ်ကချင်စစ်ရေးကျွမ်းကျင်တဲ့နိုင်ငံရေးလေးလာသုံးသပ်သူတယောက်ပြောတာက KA စတိုက်တဲ့ဒီပထမလှိုင်းလို့ပြောရမှာပေါ့နော်တိုက်ပွဲကဒီမတ်လ9ရက်နေ့မှာစခဲ့တယ်ပထမလှိုင်းကတော့ဒီဧပြီလလေလောက်မှာပြီးရလို့ကျွန်တော်ကသုံးသပ်နေပါတယ်နောက်ပြီးတော့အခုဒုတိယလှိုင်းကျတော့ဒီမေလ4ရက်နေ့မှာစတင်တာပေါ့နော်ဒီ KO ဘူဌာနချုပ်ရဲ့မြောက်ဘက်မှာရှိတဲ့တပ်စခန်းကြီးတော့ပေါ့ဆောက်ထားတဲ့အဆောက်အဦဒီနေ့ဒီဗမော်ခရိုင်ပေါ့အမဗမော်မြို့နယ်ရှိမယ်မိုးမောက်မြို့နယ်ရှိမယ်မန်စီမြို့နယ်ရှိမယ်ဒီမြို့နယ်3မြို့နယ်ကိုတာဆိုမှတိုက်ပွဲပေါ်ဆောင်တာတွေ့ရတယ်ဆိုတဲ့ခါကျတော့ဒီတိုက်ပွဲဟာလုံးလုံးစေပေါ့ငင်းမဲ့အရေးကြောင့်တော့မတွေ့ရဘူးပုံမှန်ပြင်းထန်လာတဲ့အနေအထားတွေ့ရတာပေါ့နော်ဆိုတဲ့ခါကျတော့အထူးသဖြင့်ဒီပြည်သူလူထုကဒီတိုက်ပွဲဖြစ်ပေါ်လာတဲ့ပုံမှန်အခြေခံမှာတင်းဆောင်ဖို့ကြောင့်လူလိမ့်မယ်ကြားမရအောင်ပေါ့နော်လုံခြုံတဲ့နေရာတွေမှာတင်းဆောင်နေဖို့အင်မတန်မှအရေးကြီးတယ်လို့ကျွန်တော်အဲ့လိုမျိုးသုံးသပ်ပါတယ်ဆိုတော့ဘယ်တော့ပြီးမလဲဆိုတဲ့အခါကျတော့ကျွန်တော်ကဒါပြောဖို့ဖြစ်တယ်ဒါပေမဲ့ပုံမှန်တော့ပြင်းထန်လာတဲ့အနေအထားလို့ရှိရဲဆိုတဲ့ဟာကိုသုံးသပ်ချင်ပါတယ်ဒါအပြင်မေလ9ရက်နေ့ဒီကနေ့မှာတော့ဗမော်ခရိုင်ထဲမှာရှိတဲ့မိုးမောက်မန်စီမြို့နယ်နဲ့ဗမော်မြို့နယ်တွေမှာရှိတဲ့စစ်တပ်စခန်း10နေရာထက်မနည်းကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့ဒီကနေ့နေ့လယ်12နာရီအထိကိုစင်ခန်းရဲစခန်းအပါအဝင်ကာကင်းစခန်းကိုပါသိမ်းပိုက်ထားသလိုမိုးမောက်439တပ်တွေကိုလည်းသိမ်းထားနိုင်ပြီလို့သတင်းတွေထွက်ပေါ်နေပါတယ်ခင်ဗျာ